အနာဂတ်ကာလတစ်ခုမှာအလုတ်လက်မဲ့ဥယျာဉ်များပြားလာမှုအိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့လူမှုရေးမငြိမ်မသက်မှုတွေကြောင့် Los Angeles မြို့ဟာရာဇဝတ်မှုဘေးဒဏ်ကိုအလူးလဲခံနေရပါတယ်။ထောင်တွေမှာလူဦးရေပြည့်နှက်နေတာကြောင့်အကြမ်းဖက်ရာဇဝတ်ကောင်တွေကိုကန့်သက်ဖို့အတွက်တော့ကန့်သက်စုံတွေကိုသတ်မှတ်ထားရပါတယ်။ဒါပေမဲ့လည်းတာဝန်ထမ်းဆောင်ရင်းတည်ဆုံရတဲ့ရဲအရာရှိပေါင်းရာနဲ့ချီရှိနေတော့မှာပဲအစိုးရကတရားသူကြီးဂျူရီအဖွဲ့ဝင်နဲ့စီရင်ချက်ချသူအဖြစ်အတုမဲ့ညံရေး AI ကိုအသုံးပြုတဲ့မာစီတရားရုံးကိုဖွဲ့စည်းလိုက်ပါတယ်ဒါဟာကြာမြင့်လာတဲ့တရားစီရင်ရေးအချိန်တွေကိုရှော့ချပေးပြီးတန်တရားရှိသူတွေကိုရာဇဝတ်မှုကျူးလွန်ပြီးနိုင်ပိုင်းလိုမှတင်စီရင်ချက်ချနိုင်ပါတယ်တဲ့ဟာတန်တရားရှိသူတွေမှာအပြစ်မရှိကြောင်းသက်သေမပြနိုင်မချင်းသူတို့ကိုအပြစ်ရှိသူလိုပဲအငြင်းတမ်းသတ်မှတ်ထားပါတယ်နှစ်အကြာမှာတော့ဒီအစီအစဉ်ဟာလူပေါင်း18ဦးကိုတည်တံစီရင်ခဲ့ပြီးရာဇဝတ်မှုကို68%အထိရှော့ချနိုင်ခဲ့ကအခွန်ငွေဘီလီယံပေါင်းများစွာကိုတက်တာစေခဲ့ပြီးလူတွေကိုတဖန်ပြန်လဲဘေးကင်းလုံခြုံတယ်လို့ခံစားရစေပါတယ်တရားခွင်နဲ့ခုထဲမှာတော့စုံထောက်ခရစ်ဟာခုံမှာတုံ့တောင်ခံထားရလျက်နဲ့နိုးလာပြီးသူရှိကစကရင်ပေါ်မှာမာစီစီစဉ်ကိုကြော်ညာနေတဲ့ဗီဒီယိုတစ်ခုပြသနေပါတယ်ရုပ်တရက်ပဲတရားသူကြီးမက်တော့စ်ကစကရင်ပေါ်မှာပေါ်လာပြီးခရစ်ရဲ့သွေးတွေကအရက်ပမာဏကျသွားပြီဖြစ်တဲ့အတွက်တရားစီရင်မှုကိုစတင်နိုင်ပြီလို့ကြေညာပါတယ်သူဟာ6နာရီနီးပါးသတိမေ့မျောနေခဲ့တာဖြစ်ပြီးအမှန်တိုင်းထွက်ဆိုဖို့ကျိန်ဆိုခိုင်းပါတယ်ခရစ်ကျိန်ဆိုပြီးနောက်မက်တော့စ်ကသူ့ကိုဇနီးဖြစ်သူကိုတတ်မှုနဲ့ဆွဲချက်တင်ထားကြောင်းထုတ်ဖော်ပြောဆိုပါတယ်ရဲတပ်ဖွဲ့ရဲ့ကိုယ်ရဲ့ကင်မရာကနေတဆင့်ရဲတွေခရစ်ရဲ့အိမ်ထဲကိုဝင်သွားတာပြသနေပါတယ်သူတို့ဟာကျမ်းပြင်ပေါ်မှာတွေးအိုင်နဲ့လဲနေတဲ့ဇနီးဖြစ်သူနီကိုနဲ့သူမဘေးမှာငိုနေတဲ့တမီးဖြစ်သူဘရစ်တိုကိုတွေ့ရှိခဲ့ပါတယ်နီကိုဟာဓာတ်နဲ့အထိုးခံထားရတာဖြစ်ပြီးဘယ်သူလောက်တာလဲလို့ရဲတွေမေးတဲ့အခါခရစ်ရဲ့နာမည်ကိုပြောသွားခဲ့ပါတယ်သူဟာဗီဒီယိုကိုကြောက်လန့်တကြားကြည့်နေပြီးသူ့နာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့စစ်လူကိုလို့ဖြစ်သွားပါတယ်မက်တော့စ်ကနီကိုဓာတ်နဲ့အထိုးခံရချိန်မှာခရစ်တယောက်တည်းအိမ်မှာရှိနေခဲ့ဒါကိုထောက်ပြပါတယ်သူမလိန်ပြောနေတာလို့တွေးပြီးခရစ်ကအင်တာနက်မှာရှာဖွေကြည့်တဲ့အခါသူ့နာမည်ဟာသတင်းတွေအားလုံးမှာပါနေတာကိုအတည်ပြုလိုက်ရပါတယ်သူတို့တွေဟာသူ့ရဲ့အဖမ်းခံရမှုနဲ့မာစီအစီအစဉ်ပေါ်သူ့ရဲ့ထောက်ခံမှုအကြောင်းပြောဆိုကြပါတယ်ခရစ်နဲ့သူ့ရဲ့ပါတနာချက်တို့ဟာမာစီတရားစီရင်မှုရဲ့ပထမဆုံးရာဇဝတ်ကောင်ဖြစ်တဲ့လူသက်သမားဒေးဗစ်ကိုဖမ်းဆီးခဲ့ပူတာပါအဲ့ဒီနောက်မက်တော့စ်ကသူ့ကိုအပြစ်ရှိမရှိမေးတဲ့အခါခရစ်ကသူ့အပြစ်မရှိကြောင်းပြောပါတယ်ဒါပေမဲ့မက်တော့စ်ကတပ်သေးတွေကိုခွဲချမ်းစိတ်ဖြာပြီးနောက်သူ့မှာအပြစ်ရှိနိုင်ခြေကို19.5%ရှိတယ်လို့ကောက်ချက်ချလိုက်ပါတယ်ဒေတန်ကနေလွတ်တမြောက်ဖို့အတွက်အဲ့ဒီရာခိုင်နှုန်းကို12%အထိလျှော့ချရမှာဖြစ်ပြီးသူ့ကိုယ်သူကာကွယ်ဖြည့်ရှင်းဖို့မိနစ်90အချိန်ရပါတယ်သူဟာဥပဒေအရလူတိုင်းနဲ့ကုမ္ပဏီတိုင်းရဲ့စက်ပစ္စည်းတွေကိုချိတ်ဆက်ထားရတဲ့ Los Angeles မြို့ပြကလောက် database တွေကအချက်လက်အားလုံးကိုအသုံးပြုနိုင်ပါတယ်အကယ်၍သူရှုံးနေသွားမယ်ဆိုရင်ဒီခုံကသူ့ကိုအတန်လိုင်းတုံခါမှုနဲ့အသက်နှုတ်ဖြစ်မှာပါစကရင်ပေါ်မှာအချိန်မှတ်နိုင်ပေါ့လာတာနဲ့အမျှမက်တော့စ်ကတပ်သေးတွေကိုစတင်စစ်ဆေးပါတယ်ခရစ်ဟာအလုပ်ကို8နာရီ50မိနစ်မှာရောက်ရှိခဲ့ပေမဲ့ကားထဲကနေဘယ်တော့မှမထွက်ခဲ့ပါဘူးအဲ့ဒီအစားသူ့အိမ်ကိုပြန်နှံ့သွားခဲ့ပါတယ်နီကိုကသူ့ကိုတကားဖွင့်မပေးဘဲရှိနေတာတစင်ပဲစကားပြောနိုင်မယ်လို့ဆိုပါတယ်စစ်ပြတ်သွားတဲ့ခရစ်ဟာတကားကိုသူ့တော်နဲ့မဖွင့်ခင်ကင်မရာကိုလက်တီးနဲ့ထိုးခဲ့ပါတယ်နီကိုကတကားမပိတ်ခင်သူ့ကိုမောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်မက်တော့စ်ကဗီဒီယိုကိုအမြန်ရွှေ့ပြီးခရစ်ဟာအိမ်ထဲမှာ26မိနစ်ကြာရှိနေခဲ့ကြောင်းရှင်းပြပါတဲသူထွက်သွားပြီးမကြခင်မှာပဲဘရစ်ဟာအပြင်ကနေအိမ်ပြန်ရောက်လာပြီးအော်ဟစ်ခဲ့ပါတယ်စုံစမ်းစစ်ဆေးမှုအရနီကိုဟာလက်ရတန်မျိုးသားတဦးရဲ့ဓာတ်နဲ့ထိုးခြင်းကိုခံခဲ့ရတာဖြစ်ပြီးတစ်ချက်တည်းနဲ့တင်ကြောရိုးကိုထိခိုက်စေတာအသေးကိုဖောက်ထွက်သွားစေခဲ့တာပါခရစ်ရဲ့အဝတ်စားတွေပေါ်မှာလည်းနီကိုရဲ့လက်ဆက်တွေးရာတွေကိုတွေ့ရှိထားပါတယ်အိမ်ကနေထွက်သွားပြီးနောက်ခရစ်ဟာအရက်တောက်ဖို့ဘားကိုသွားခဲ့တာဖြစ်ပြီးဒါကိုသူကညှင်းဆိုဖို့ကြိုးစားပါတယ်ဘာရဲ့လုံခြုံရေးကင်မရာဗီဒီယိုအရအယမ်းမှုနေတဲ့ခရစ်ဟာသူ့ကိုလာဖမ်းတဲ့ရဲတွေကိုပြန်လဲတိုက်ခိုက်ခဲ့ပြီးလျှက်စစ်တနက်နဲ့အပြစ်ခံရတာကိုတော့ပြသနေပါတယ်ဒါကလည်းခရစ်ကိုမတားဆီးနိုင်ခဲ့ပဲအဆောက်အုံအပြင်ကိုပြေးထွက်ကလမ်းသွားလမ်းလာတယောက်ရဲ့ကားကိုလူယူဖို့ကြိုးစားခဲ့ပေမဲ့ရဲတွေကသူ့ပေါ်ခုံအုပ်ပြီးတတိမိသွားအောင်လုပ်ခဲ့ပါတယ်ခရစ်ကဒါတွေကိုဘာမှမမှတ်မိပဲမက်တော့စ်ကတော့အရက်ကြောင့်လို့အပြစ်တင်ပါတယ်သူဟာဘရင်းနဲ့စကားပြောချင်ပေမဲ့တရားစီရင်မှုကတပ်တွေတွေကိုပဲခေါ်ယူခွင့်ပြုထားပြီးလူမမနိုတွေကိုတော့ဖယ်ချန်ထားပါတယ်လောလောဆယ်တော့သူမဟာအဖိုးဖွားတွေနဲ့နေထိုင်နေပါတယ်ဒါပေမဲ့ဥပဒေအရတည်ဆုံးသူဟာလူတစ်ယောက်နဲ့တိကျွမ်းသူဖြစ်ခဲ့ရင်ဝမ်းနဲ့ပူဆွေးနေချိန်မှာဖုန်းခေါ်ဆိုဖို့ message ချပေးဖို့တောင်းဆိုနိုင်ပါတယ်ခရစ်ကစကလုံးအချို့ကိုစူးစမ်းစဉ်းစားပေမဲ့ဘာပြောရမှန်းမသိတာကြောင့်မက်တော့စ်ကိုပဲဘရစ်စီအလိုလျောက် message ချပို့ခိုင်းလိုက်ပါတယ်ဥပဒေအရရာဇဝတ်ကောင်ဟာသူတို့ရဲ့အကြံပေးပုဂ္ဂိုလ်နဲ့စကားပြောခွင့်ရှိပါတယ်အမည်မသိအရက်နာကြသူများဖွဲ့က Rob ရဲ့ဗီဒီယိုတစ်ခုစကရင်ပေါ်မှာပေါ်လာပြီးခရစ်အရက်တောက်ချင်စိတ်ပေါ်လာချိန်မှာသူစီဖုန်းမဆက်ခဲ့တဲ့အတွက်ပြစ်တင်ဝေဖန်ပါတယ် Rob ဟာနီကိုနဲ့အတူအလုပ်လုပ်တာဖြစ်ပြီးသူမအလုပ်ဆိုင်မစင်းတဲ့အခါရဲတပ်ဖွဲ့ထံဖုန်းဆက်တိုင်ကြားခဲ့သူပါဗီဒီယိုပြီးဆုံးသွားတဲ့အခါမက်တော့စ်ကဇနီးမောင်နှံရဲ့ကိုရေးရာဇဝင်ကိုစစ်ဆေးပါတယ်ခရစ်နဲ့နီကိုတို့ဟာလွန်ခဲ့တဲ့နှစ်20ကစတင်တွေ့ခဲ့ကြတာဖြစ်ပြီး3နှစ်အကြာမှာလက်ထပ်ခဲ့ကြပါတယ်တစ်နှစ်အကြာမှာတော့ Brick ကိုမွေးဖွားခဲ့ပါတယ်ခရစ်ရဲ့ပါတနာရေးတာဝန်ထမ်းဆောင်ရင်းတည်ဆုံသွားပြီးနောက်ခရစ်တယောက်အရက်ပြန်တောက်မိသွားတဲ့အချိန်ထိသူတို့ရဲ့ဘဝဟာပျော်ရွှင်စရာကောင်းခဲ့ပါတယ်ဒါဟာမိသားစုကိုတဖြည်းဖြည်းပြိုကွဲစေခဲ့ပြီးနီကိုကကွာရှင်းဖို့အထိစဉ်းစားလာခဲ့ပါတယ်သူမရဲ့မိသားစုနဲ့တငယ်ချင်းတွေစီပို့ထားတဲ့ message တွေအရခရစ်ဟာလွန်ခဲ့တဲ့6လအတွင်း58ကြိမ်တိုင်စိတ်တူဒေါသထွက်ခဲ့ကြောင်းဖော်ပြနေပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ဘရစ်ဟာခရစ်မသိတဲ့အမျိုးသားတစ်ယောက်နဲ့စကားပြောနေတာကိုပြသနေပါတယ်ဘရစ်မှာသူမရဲ့ပါတီဝတ်စုံတွေကိုတင်လေးရှိတဲ့လှုပ်ဝက်လူမှုကွန်ရက်အကောင့်တွေရှိနေတာကိုတွေ့ရပါတယ်သူမကသူမရဲ့အမေဟာငိုနေတတ်ပြီးအဖေကတော့မကြာခဏဆိုသလိုရန်လိုတက်ကြောင်းတငယ်ချင်းဖြစ်သူကိုပြောပြနေပါတယ်အဲ့ဒီအချိန်မှာတင်ဘရစ်ကခရစ်စီဖုန်းဆက်လာပြီးမိုယိုကစိတ်ပြအားငယ်နေပါတယ်ဒါကြောင့်သူဟာနီကိုကိုမတက်ခဲ့ကြောင်းနဲ့အမှားယွင်းကြောင့်အဖမ်းခံရတာဖြစ်ကြောင်းသမီးဖြစ်သူကိုအာမခံပါတယ်စိတ်မကောင်းစရာကတော့ဘရစ်ရဲ့အဖိုးဖြစ်သူကသူမကိုဖုန်းချခိုင်းလိုက်ပါတယ်မက်တော့စ်ကခရစ်ကိုအချိန်တနာရီနဲ့10မိနစ်တာကြမ်းတော့ကြောင်းသတိပေးပါတယ်ခရစ်ကနီကိုရဲ့ရာဇဝတ်မှုဖြစ်ပွားရနေရမှာအလုပ်လုပ်နေတုန်းဖြစ်တဲ့ဂျက်စီကိုဖုန်းဆက်ပါတယ်ခရစ်ကစကရင်ဘော်ကအမှုတွဲဖိုင်အားလုံးကိုစစ်ဆေးပြီးနောက်ဂျက်ကိုအိမ်နဲ့လိုက်ပြခိုင်းပါတယ်ဂျက်ရဲ့လိုက်လံပြသမှုပေါ်မှာရာဇဝတ်မှုဖြစ်ပွားရနေရရဲ့ပုံရိပ်ရောင်ပြန်လည်တိစောက်မှုတစ်ခုပေါ်လာပါတယ်အဲ့ခန်းထဲမှာတော့ခုခံကာကွယ်ရာကနေပျက်စီးသွားပုံရတဲ့ပန်းအိုးကွက်တစ်ခုကျမ်းပြင်ပေါ်မှာရှိနေပါတယ်မိဖို့ချောင်ထဲမှာတော့ဘရစ်ရဲ့သွေးစွန်းနေတဲ့ခြေရာတွေနဲ့နေရံပေါ်ကသွေးကွက်တွေကိုတွေ့ရပြီးဒါဟာရုံရင်းဆန်ခတ်ဖြစ်ပွားမှုကိုညွှန်ပြနေပါတယ်ပကံပြကွက်တစ်ခုကနီကိုအနေနဲ့ကို
ခုခံကာကွယ်ဖို့စူးစမ်းခဲ့တာကိုပြသနေပြီးဓာတ်ဆုံလိုက်တဲ့ကပျောက်ဆုံးနေတဲ့ဓာတ်တစ်ချောင်းဟာလူသက်လက်နက်နဲ့ကိုက်ညီနေပါတယ်။အဲ့ဒီအပေါ်မှာခရစ်ရဲ့လက်ပွေရာတွေရှိနေပေမဲ့သူကဟင်းချက်ဖို့သုံးခဲ့တာလို့ရှင်းပြပါတယ်။သူတို့ဟာခရစ်နဲ့ကိုက်ညီတဲ့အမြင့်စအနာတွေစပင်အရေးပြားတဲ့နာတွေကိုလည်းတွေ့ရှိထားပါတယ်။နောက်တစ်ဆင့်အနေနဲ့ခရစ်ဟာနီကိုရဲ့ပုံမှန်တန်းတွေကိုစစ်ဆေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရန်ဖြစ်ပြီးနောက်သူမ message ပို့နေတာကိုသူမှတ်မိနေလို့ပါအဲ့ဒီအချိန်နဲ့ကိုက်ညီတဲ့ message ဒါမှမဟုတ်ဖုန်းခေါ်ဆိုမှုလုံးဝမရှိပါဘူး။ဒါကြောင့်ခရစ်ကသူမရဲ့အလုပ်ဖုန်းအကြောင်းမေးမြန်းပါတယ်။ Matos ကဒုတိယဖုန်းရှိနေတာကိုမသိခဲ့တဲ့အတွက်ခရစ်ရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းကနေနံပါတ်ကိုရယူပြီးလှမ်းခေါ်လိုက်ပါတယ်။အိမ်ထဲမှာတော့ဂျက်ကဖုန်းမြည်တမ်းကိုကြားရပြီးအပြင်ကကားတစ်စီးစီနောက်ယောင်ခံလိုက်သွားပါတယ်။သူမဟာမှန်ကိုခွဲပြီးနီကိုရဲ့ဖုန်းကိုယူလိုက်တဲ့အခါမှာတော့ဒါဟာမျိုးပြကလောက်မှာမှတ်ပုံတင်မထားတဲ့မှောင်ခိုဖုန်းတစ်လုံးဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီဖုန်းပေါ်ကတခုတည်းသောဖုန်းခေါ်ဆိုမှုနဲ့ message တွေဟာအခြားမှောင်ခိုဖုန်းတစ်လုံးစီကိုပဲပို့ထားတာပါ Matos ကအဲ့ဒီလျှို့ဝှက်နံပါတ်စီကိုခေါ်လိုက်တဲ့အခါတစ်ဖက်လူကသူမရဲ့အတန်ကိုကြားတာနဲ့ဖုန်းချသွားပါတယ်ဒါကလည်းဒီနေရာကိုခြေရခံဖို့လုံလောက်နေတာကြောင့်ဂျက်ဟာသူမရဲ့ပြန်တန်းနိုင်တဲ့ဆိုင်ကယ်နဲ့အဲ့ဒီနေရာကိုဦးတည်သွားပါတယ်သူတို့ဆောင်ဆိုင်နေစဉ်မှာ Matos ကနီကိုမှာလျှို့ဝှက်ချက်တွေရှိနေတာကိုခရစ်ဂျိုတင်သိရှိထားကြောင်းသတိပြုမိသွားပြီးသူ့ရဲ့အပြစ်ရှိနိုင်ခြေရာခိုင်နှုန်းဟာသူများ1.8ရာခိုင်နှုန်းအထိကျဆင်းသွားကြအောင်အကြောင်းကြားပါတဲ့ဖုန်းကိုဟိုတယ်တစ်ခုမှာတွေ့ရှိရပြီးနောက်ဘေးတကားကနေထွက်ခွာလူမိဘဖြစ်နေပါတယ်။ဘက်ထရစ်ထွက်ပြေးဖို့ကြိုးစားစဉ်မှာပဲဂျက်ကအခြားရဲရရှိ2ယောက်နဲ့အတူအဲ့ဒီတကားကိုအမြန်ပိတ်ဆို့လိုက်ပါတယ်။သူကရဲတွေကိုမြင်တဲ့အခါအထဲကိုပြန်ပြေးသွားပြီးလိုက်လံဖမ်းဆီးမှုစတင်ပါတော့တယ်။ Matos ကသူ့ရဲ့ကိုရေးချက်လက်ကိုရှာဖွေကြည့်တဲ့အခါသူဟာအင်္ဂါကပေးဖို့နောက်ကျနေပြီးလူမှုဖူလုံရေးလိမ်လည်မှုနဲ့နှစ်ကြိမ်တိုင်စုံစမ်းစစ်ဆေးခံထားရတဲ့စပိုမှုတစ်ယောက်ဖြစ်နေတာကိုသိရပါတယ်ရဲအရာရှိတွေကPatrickကိုဟိုတယ်နဲ့လိုက်ဖမ်းကြပေမဲ့သူကကင်မရာမရှိတဲ့နေရာကိုဦးတည်တဲ့တကားတစ်ခုကနေတဆင့်သူတို့ကိုမျက်ခြေဖြတ်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဂျက်က drone တစ်စီးလွတ်လိုက်ပြီးPatrickကိုအမိုးပေါ်မှာတွေ့ရှိတာကြောင့်ရဲအရာရှိတွေကသူ့နောက်ကိုလိုက်သွားကြပါတယ်။သူတို့တွေဟာPatrickကိုလုံးထွေးဖမ်းဆီးနိုင်ခဲ့ပြီးအောက်ဖက်နေရာတစ်ခုပေါ်ကိုပြုတ်ကျကသူ့ကိုဖမ်းဆီးလိုက်ပါတယ်Patrickကသူဘာမှမလုပ်ခဲ့ကြောင်းနဲ့သူတို့တွေသူ့ကိုပဲအပြစ်ပုံချမှာကြောက်လို့ထွက်ပြေးတာဖြစ်ကြောင်းပြောပါတယ်ခရစ်ကနီကိုအနေနဲ့ဒီလိုလူမျိုးနဲ့ဘာပတ်သက်မှုရှိနေတာလဲလို့သိချင်နေပါတယ်ဒါကြောင့် Patrick ကခရစ်မပေးနိုင်ခဲ့တဲ့အရာအလုံးကိုသူကပေးခဲ့တာသူကအဲ့ဒီလူရဲ့ကားကိုသူ့ကားနဲ့တိုက်ပစ်လိုက်တာကြောင့်ကားဟာမောက်ခုံဖြစ်ပြီးပျက်စီးသွားပါတယ်စိတ်မကောင်းစရာကတော့အဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာပဲရေးဟာဒဏ်ရာတွေနဲ့တေးဆုံးသွားခဲ့ပါတယ်အဲ့ဒီနောက်ခရစ်ဟာအဲ့ဒီမျိုးသားကိုရေထဲထိရောက်အောင်ပိတ်ဆို့ပြီးဖမ်းဆီးခဲ့ပေမဲ့နောက်ပိုင်းတရားစီရင်မှုမှာတော့ထိုလူမှာအပြစ်မရှိကြောင်းတွေ့ရှိသွားခဲ့ပါတယ်ဒါကခရစ်ကိုအခွင့်အရေးရတော့ကသူ့ကိုတနက်နဲ့ပြစ်မသက်ခဲ့မိတာကိုနောက်တရားစေပါတယ် Matos ကဒါတွေကိုစိတ်မဝင်စားပဲခရစ်ကိုသူ့ရဲ့တနေ့တာကိုပြန်လည်မှတ်မိအောင်စူးစမ်းခိုင်းပါတယ်သူအလုပ်ကိုရောက်တဲ့အခါကားထဲမှာအရက်ကလေးမရှိတော့တာကိုတွေ့ရပြီးနီကိုရှာတွေ့သွားပြီဆိုတာသိတာကြောင့်အိမ်ပြန်လာခဲ့တယ်လို့သူကရှင်းပြပါတယ်သူတို့တွေရန်ဖြစ်ကြပြီးခရစ်ကသူမအရန်မြန်လို့တဲ့ပန်းအိုးကိုဖျက်ဆီးပစ်ခဲ့ပါတယ်ကျိုးပဲသွားတဲ့အပိုင်းအစတွေကသူမကိုရှိုင်းမိသွားတာကြောင့်သူ့ဝတ်စားတွေပေါ်မှာသူမရဲ့သွေးနှဲငယ်ရှိနေခဲ့တာပါအဲ့ဒီနောက်ပိုင်းဖြစ်ပျက်ခဲ့တာတွေကိုတော့သူဘာမှမမှတ်မိတော့ပါဘူးနောက်ဆုံးတော့သူပဲလုပ်လိုက်တာလားဆိုပြီးခရစ်တန်တရားဝင်လာတဲ့အခါ Matos ကသူ့မှာအချိန်43မိနစ်ကျန်သေးပြီးသူမရဲ့ကရိယာအားလုံးကိုအသုံးပြုနိုင်သေးကြောင်းသတိပေးပါတယ်နီကိုရဲ့အဆက်အသွယ်တွေကိုကြည့်ပြီးနောက်ခရစ်ဟာထောင်ထဲက Patrick စီကိုဖုန်းဆက်ပြီးနီကိုမှာတစုံတရာပြဿနာရှိခဲ့လားလို့မေးမြန်းပါတယ် Patrick ကသူမဟာအလုံးမှာဓာတုပစ္စည်းအချို့ပျောက်ဆုံးသွားပြီးနောက်လုပ်ဖော်ကိုင်ဖက်တွေကိုစောင့်ကြည့်နေရတဲ့အတွက်အရန်စိတ်ဖိစီးနေခဲ့ကြောင်းပြောပြပါတယ်ခရစ်ကနီကိုရဲ့အလုပ်ကတစုံတရာဖြစ်မလားလို့တွေးမိပေမဲ့ Matos ကသူတို့ကိုကနေနေ့ကဘာဘီကျူးပါတီကလေးကအိန္ဒိနာချင်းဝင်းကျင်မှာမတွေ့ရတော့ကြောင်းထောက်ပြပါတယ်။အဲ့ဒီနောက်ခရစ်ကဂျက်ကိုနီကိုအလုပ်လုပ်တဲ့ဘိုက်ကင်းတင်မောချင်းစီလွှတ်လိုက်ပါတယ်။သူစောင့်ဆိုင်နေစဉ်မှာဘာဘီကျူးပါတီကဗီဒီယိုတွေကိုကြည့်ပြီးနီကိုရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုခွဲခြားသတ်မှတ်ပါတယ်။ဒါပေမဲ့ Matos ကသူတို့အားလုံးမှာဒီနေ့အတွက်ခိုင်လုံတဲ့သက်သေရှိတယ်လို့ဆိုပါတယ်။သူကသူမကိုအိန္ဒိနာချင်းရဲ့ကင်မရာကိုစစ်ဆေးခိုင်းပေမဲ့အဲ့ဒီကင်မရာကလိုင်းပြတ်တောက်မှုဖြစ်ပွားခဲ့တာကြောင့်ဗီဒီယိုကိုတင်ဆက်နေလုံးပဲရှိပါသေးတယ်။နောက်တစ်ဆင့်အနေနဲ့ခရစ်ကဘာဘီကျူးပါတီကိုကားနဲ့လာတဲ့သူတွေရဲ့ဗီဒီယိုကိုတောင်းကြည့်တဲ့အခါ Rob ရဲ့ကားထဲမှာနောက်ထပ်လူ3ယောက်ပါလာတာကိုသတိပြုမိသွားပါတယ်ခရစ်က Rob စီဖုန်းဆက်ပြီးဘသူတွေကိုကားကြုံတင်ပေးခဲ့လဲလို့မေးပါတယ်။ Rob ကနာမည်တွေကိုပြောပြအဲ့ဒီလူတွေတဲကဘသူမှသူနဲ့အတူပြန်မလိုက်ခဲ့ကြောင်းနဲ့မနေ့ကဘသူမှအလုံးမပြတ်ခဲ့ကြောင်းပြောပါတယ်စိတ်ပြအားငယ်လာတဲ့ခရစ်ဟာမနေ့ညက Bray ရဲ့ဗီဒီယိုကိုပြန်လည်စစ်ဆေးပြီးအချိန်ညွှန်းကိုကြည့်လိုက်ပါတယ် Bray ရဲ့ပြောဆိုချက်တွေဖြစ်ပွားချိန်မှာခရစ်ကအလုံးမရှိနေတာကြောင့်သူကနီကိုကိုငိုအောင်လုပ်ခဲ့တာမဟုတ်နိုင်ပါဘူးခုဆိုရင် Bray ဟာတက်တည်တယောက်ဖြစ်လာနိုင်တာကြောင့် Matos ကသူမစီဖုန်းခေါ်ဆိုခွင့်ပြုလိုက်ပါတယ် Bray ဟာခရစ်ရဲ့ဖမ်းဆီးခံရမှုဗီဒီယိုကိုမြင်တွေ့ခဲ့ပြီးသူတို့ကွယ်ရာမအရက်တောက်နေခဲ့တာကိုသိသွားတဲ့အတွက်ခရစ်အပေါ်စိတ်ဆိုးနေပါတယ်အင်တာနက်ပေါ်ကလူတိုင်းကခရစ်မှာအပြစ်ရှိတယ်လို့ထင်နေကြပြီးဒါဟာအမှန်ပဲလားလို့သူမသိချင်နေပါတယ်သူမရဲ့အဖိုးကဖုန်းချခိုင်းပါတယ်ဒါပေမဲ့ Matos ကဒါဟာတရားစီရင်မှုရဲ့အစိပ်ပိုင်းဖြစ်တဲ့အတွက်တားမြစ်လိုက်ပါတယ်ခရစ်ကမင်းညကဘာကြားခဲ့လဲလို့ Bray ကိုမေးတဲ့အခါသူမကနီကိုငိုတန်တဲ့အိမ်နှံ့ကထူးဆန်းတဲ့အတန်ချို့ကိုကြားခဲ့ရတယ်လို့ရှင်းပြပါတယ်သူမရဲ့လူမှုကွန်ရက်ပေါ်ကဗီဒီယိုတစ်ခုမှာအတန်တွေကြောင့်အိမ်ထဲလက်ရှာနေတာကိုပြတနေပြီးမြေအောက်ခန်းတကားပွင့်နေတာကိုခရစ်သတိပြုမိသွားပါတယ်သူတို့တွေဟာအဲ့ဒီတကားကိုဘယ်တော့မှမဖွင့်ကြသလို Bray ကလည်းမင်းညကအဲ့ဒီကိုမသွားခဲ့ဘူးလို့ဆိုပါတယ်ခရစ်က Matos ကိုပုံရိပ်ကြည့်နေအောင်လုပ်ခိုင်းတဲ့အခါတကားလက်ကင်ပေါ်မှာလက်တစ်ဖက်ကိုတွေ့ရှိသွားပါတယ်ဘာဘီကျူဧည့်သည်တွေတဲကတယောက်ဟာပါတီကနေဘယ်တော့မှထွက်မသွားခဲ့ပဲမြေအောက်ခန်းထဲမှာနှစ်ရက်တိုင်ပုံနေခဲ့တာပါအဲ့ဒီရုပ်ဝက်ဆန်းပြတဲ့အမျိုးသားကိုခွဲခြားဖို့အတွက်နီကိုရဲ့ကုမ္ပဏီစာဘာတွေကိုသူတို့စစ်ဆေးကြပါတယ်အီးမေးလ်တွေကိုကြည့်ချင်းအဖြစ်လွန်ခဲ့တဲ့6လအတွင်းဓာတုပစ္စည်းကီလို300ပျောက်ဆုံးသွားခဲ့တာကိုဖုံးကွယ်ဖို့တစုံတစ်ယောက်ကတူလောင်မှုမှတ်တမ်းတွေကိုအတုလုပ်နေခဲ့တာကိုခရစ်တိလိုက်ရပါတယ်ပျောက်ဆုံးနေတဲ့ဓာတုပစ္စည်းဟာယူရီးယားအမှုန့်တွေဖြစ်ပြီးရင်းကိုမြေဩဇာအရေးပြားထုတ်ကုန်တွေနဲ့ကန့်သက်စုံတွေမှာအရန်ခေတ်စားတဲ့တရားမဝင်မူရစ်ဆေးဝါးတွေထုတ်လုပ်ရမှာအသုံးပြုပါတယ်လျှို့ဝှက်ဆန်းပြတဲ့အီးမေးလ်တစ်ခုကနီကိုကိုစိတ်ကမ်းမှာစုံမှုတောင်းဆိုထားပါတယ်ဒါကြောင့်ခရစ်ကအဲ့ဒီတွေ့ဆုံမှုရဲ့လုံခြုံရေးဗီဒီယိုကိုရှာဖွေပါတယ်နီကိုဟာ Host နဲ့ညင်းကုန်နေတာကိုတွေ့ရပြီးသူကရဲတွေကိုမတိုင်ဖို့နဲ့သူ့ကိုရက်အနေငယ်ထပ်ပေးဖို့တောင်းဆိုနေပါတယ်သူမရဲ့အလုပ်ကအနည်းရှိနေတဲ့အတွက်သူမကညှင်းဆိုခဲ့ပြီး Host ကစိတ်ပြက်လက်ပြက်နဲ့သူ့ပစ္စည်းတွေကိုလွှင့်ပစ်ခဲ့ပါတယ် Host ရဲ့ email တွေကိုကြည့်ချင်းအပြင်သူဟာလောင်းကစားဆွဲနေတာကိုခရစ်ရှာတွေ့သွားပါတယ်သူ့ရဲ့ဘဏ္ဍာရေးကိုစစ်ဆေးကြည့်တဲ့အခါကြွေးမိတွေနှိမ့်မွန်းနေပြီး Rock ကသူ့ကိုငွေကြေးစိုက်ထုတ်ပေးနေခဲ့တာကိုတွေ့ရပါတယ်ဒါဟာခရစ်
ရဲ့အပြစ်ရှိနိုင်ခြေကို9.4%အထိကျဆင်းသွားစေပါတယ်။အဲ့ဒီနောက် Crick က Ross စီဖုန်းဆက်ပေမဲ့ Hoss ကဖုန်းကင်လိုက်ပါတယ်။သူက Crick ကိုကံကောင်းပါစေလို့ဆုတောင်းပေးပြီး Ross ကိုလက်ရှာပါတယ်။သူတို့ဆောင်ဆိုင်နေစဉ်မှာ Matos ကလူတက်မှုဖြစ်ပွားချိန်မှာ Hoss ရှိနေခဲ့တဲ့ဒီနေရာကိုရှာဖွေဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။ Crick ကသူမကိုအိမ်နီးနားချင်းရဲ့ကင်မရာကိုထပ်မံစစ်ဆေးခိုင်းပြီးခြုံပုတ်ထဲမှာတခုခုလှုပ်ရှားနေတာကိုမြင်ရပေမဲ့ဗီဒီယိုကအပြည့်အဝအလုံးမဖြစ်သေးပါဘူး။မကြခင်မှာပဲ Hoss ဖုန်းပြန်ကင်လာပြီး Rock ကိုရှာမတွေ့ကြောင်းပြောပါတယ်။ Crick ကသူ့ကိုဓာတုပစ္စည်းတွေခိုးယူတယ်လို့ဆွဆွဲတဲ့အခါ Hoss ကအမှန်တရားကိုထုတ်ဖော်ပြောဆိုပါတယ်။တကယ်တော့ခိုးယူနေတာ Rock ဖြစ်ပါတယ်။ Hoss အနေနဲ့ Rock အပေါ်ကျေးဇူးတွေအများကြီးရှိနေတယ်လို့ခံစားရတာကြောင့်နီကိုရဲ့ကိစ္စမှာသူ့ကိုကူညီဖို့ကြိုးစားခဲ့တာပါ။အခုတော့သူ့ကိုရှာမတွေ့တော့ဘဲလုပ်ဖော်ကိုင်တစ်ယောက်ကသူ့ကုန်ကားတစ်စီးနဲ့ထွက်သွားတယ်လို့ဆိုပါတယ်။ Hoss က Rock ဟာမနေ့ကအလုံးမလာခဲ့ကြောင်းနဲ့သူ့ကိုနောက်ဆုံးတွေ့ခဲ့တာဘာဘီကျူပါတီမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။အဲ့ဒီနေ့က Rock က Hoss ကိုအခြားသူတွေကိုသူ့ကားနဲ့လိုက်ပို့ပေးဖို့တောင်းဆိုခဲ့ပြီးသူကတော့အဲ့ဒီမှာနည်းနည်းပိုနေခဲ့တာပါ။ Matos ကပျောက်ဆုံးနေတဲ့ကုန်ကားကိုခြေရာခံပြီး Rock မှာတနက်လိုင်စင်ရှိတာကိုတတိယက Crick ကချက်ကိုသူ့နောက်လွှတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲအိမ်နီးနားချင်းရဲ့ဗီဒီယိုဟာနောက်ဆုံးတော့အလုပ်တင်လို့ပြီးသွားခဲ့ပြီး Rock ဟာအိမ်နီးနားချင်းရဲ့ကားနောက်ဖုံးထဲကနေထွက်လာတာကိုသူတို့မြင်တွေ့လိုက်ရပါData ဟာ Crick ရဲ့အပြစ်ရှိနိုင်ခြေကို9.3.4အထိပဲကျဆင်းစေတာကြောင့်သူ့ကိုဒေါသထွက်စေပါတယ်။သူဟာ Matos နဲ့ညှင်းခုန်ဖို့ကြိုးစားပြီးသူမင်းမြတ်တဲ့အတွေးခေါ်ပိုင်းဆိုင်ရာမေးခွန်းတွေကြောင့်သူမဟာအချိန်နဲ့ငယ်လိုင်းချိုရင်းမှုဖြစ်သွားပါတယ်။အချိန်19မိနစ်တာကျန်တော့တဲ့အချိန်မှာ Crick ကရဲတပ်ဖွဲ့တွေကတငယ်ချင်းအချို့ကိုဆက်သွယ်ပြီး Rock ရဲ့တနက်တွေအကြောင်းပြောပြပါတယ်။ဂျန်နဲ့သူ့အဖွဲ့ဟာ Rock ရဲ့အိမ်ကိုဝိုင်းထားပြီးအထဲကိုစီးနှင်းဝင်ရောက်ခဲ့ကြပေမဲ့သူ့ကိုဘယ်နေရာမှရှာမတွေ့ပါဘူးဗျ။အိမ်မှာကုန်ကားရက်မထားတာကို Crick သတိပြုမိသွားပြီး Rock ကကုန်ကားတွေကခြေရာခံကိရိယာကိုဖြုတ်ပြီးအိမ်မှာထားခဲ့တာကိုသိလိုက်ရပါတယ်။ Matos ကမြို့အနှံ့မှာကုန်ကားကိုရှာဖွေပေမဲ့လိုင်စင်နံပါတ်ပြားကိုရှာမတွေ့တာကြောင့် Rock ဖြုတ်သွားပြီဆိုတာသိလိုက်ရပါတယ်။ Crick ကချက်ကိုဘိုက်ကင်းကုန်စီပို့ဆောင်ရေးကုန်ကားအတွက်သတိပေးချက်ထုတ်ပြန်ခိုင်းပါတယ်။ Rock ရဲ့အိမ်မှာတော့ရဲတွေဟာစုပ်ပြဲနေတဲ့အနားသက်မှာလက်တစ်ဖက်ပါတဲ့ပုံပြက်နေတဲ့တပ်ပုံတစ်ပုံကိုတွေ့ရှိရပါတယ်။ Rock ဟာမိဘမဲ့ကေဟာမှာကြီးပြင်းခဲ့တာဖြတ်စစ်ပီသူ့ရဲ့မှတ်တမ်းတွေဟာ data hack ခံရမှုအတွင်းပျောက်ဆုံးသွားခဲ့တာကြောင့် Matos အနေနဲ့အဲ့ဒီတပ်ပုံကို online မှာရှာဖွေဖို့အချိန်နှဲငယ်ကြာပါလိမ့်မယ်။ကိုတောင်ထဲမှာတော့ရဲတွေဟာဓာတုပစ္စည်းတွေနဲ့မိရှုဖျက်ဆီးထားတဲ့တပ်တွေကိုတွေ့ရှိရပါတယ်။ကိရိယာတွေကသူဟာဓာတုပစ္စည်းတွေကိုရောင်းချနေတာမဟုတ်ပဲတရားမဝင်မူရစ်စေဝါအဖြစ်ရောင်းချဖို့ချက်ပြုတ်နေတာဖြစ်ပါတယ်။ကုန်ကားရဲ့နံပါတ်ပြားတွေဟာလည်းအဲ့ဒီမှာရှိနေပြီးဓာတုပစ္စည်းတွေကိုအသုံးပြုပြီးဖောက်ခွဲရေးပစ္စည်းတွေဘယ်လိုလုပ်ရမလဲဆိုတာတင်ကြားပေးတဲ့စာအုပ်တစ်အုပ်လည်းရှိနေပါတယ်။အကယ်၍ Rock ကဘုံတစ်လုံးလုပ်ထားတယ်ဆိုရင်ပြစ်မှတ်ကဘယ်သူလဲဆိုတာသိဖို့တဲလွန်စားတွေလိုအပ်ပါတယ်။ရုတ်တရက်ကင်မရာတွေကကုန်ကားဟာလမ်းမပေါ်မှာမြို့ထဲကိုအယမ်းမြန်တဲ့နှုန်းနဲ့ဥတီမောင်းနေတာကိုရှာတွေ့သွားပါတယ်။တစ်ချိန်တည်းမှာပဲ Matos ကအဟောင်းဖြစ်နေတဲ့တပ်ပုံရဲ့ကျန်တဲ့အပိုင်းကိုရှာတွေ့သွားပြီးအခြားကောင်လေးတစ်ယောက်ဟာမာစီရဲ့ပထမဆုံးတက်ဖြတ်ခြင်းခံရတဲ့ရာဇဝတ်ကောင် David ဖြစ်နေတာကိုထုတ်ဖော်ပြသလိုက်ပါတယ်။ David နဲ့ Rock တို့ဟာညီကိုတွေဖြစ်ကြပြီး Rock တယောက်ထဲသာမွေးစားခြင်းခံခဲ့ရကသူ့ရဲ့မျိုးရိုးအမည်ကိုမိဘတစ်တွေကပြောင်းလဲခဲ့တာဖြစ်ပါတယ်။ David တည်ဆုံပြီးနောက် Rock ဟာ Crick နဲ့မိတ်ဆွေဖြစ်အောင်လုပ်ခဲ့တာဖြစ်ပြီးဒါဟာသူ့ရဲ့အစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ Rock ဟာကလဲစားချေချင်နေတာဖြစ်ပြီးဘုံဟာတရားခွင်စီကိုဥတီလာနေတာကို Crick သဘောပေါက်လိုက်ပါတယ်။အဲ့ဒီနောက် drone တစ်စီးကကုန်ကားနားကိုကတ်သွားပြီး Rock မောင်းနေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။သူဟာဘေးမှာထိုင်နေတဲ့တစုံတစ်ယောက်နဲ့စကားပြောနေပေမဲ့ခရီးသည်ကိုတော့မမြင်ရပါဘူး။တန်တရားဝင်လာတဲ့ Crick က Brit စီဖုန်းဆက်ပေမဲ့သူ့ရဲ့ရောက်ခမကဖုန်းကင်လိုက်ပါတယ်။သူက Brit လေးကောင်းလေးတန်းရအောင်အပြင်ထွက်သွားတယ်လို့ဆိုပါတယ်။ Crick ကသူ့ရောက်ခမအိမ်ရဲ့လုံခြုံရေးကင်မရာကိုစစ်ဆေးကြည့်တဲ့အခါ Rock က Brit ကိုပြန်ပေးဆွဲသွားတာကိုရှာတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာတင် Rock ရဲ့ကိုတောင်ထဲကရဲတွေဟာအချိန်ကိုက်ဆက်တစ်ခုကိုတွေ့ရှိရပါတယ်။သူတို့တွေချက်ချင်းထွက်ပြေးကြပြီးအများစုကတော့အင်ဂျီအုံကနေပြင်းထန်စွာမပေါက်ကွဲခင်အပြင်ကိုရောက်အောင်ထွက်နိုင်ခဲ့ကြပါတယ်။ရဲရရှိအများပြားမီးလောင်ကျွမ်းနေစဉ်မှာ Crick က Jesse ဆက်သွယ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။ကိုတောင်ဘုံမှာဓာတုပစ္စည်းအနှဲငယ်ပဲပါဝင်တာကြောင့်ကုန်ကားတွေကဘုံမှာကျန်တဲ့အပိုင်းတွေပါဝင်နေတယ်လို့ Matos ကကောက်ချက်ချပါတယ်။ဒါဟာမျိုးတစ်ခုလုံးကိုပြာကျသွားစေနိုင်တယ်လို့အတိတ်ပဲရပါတယ်။အဲ့ဒီနောက်ချက်က Crick စီဖုန်းဆက်ပြီးသူမအဆင်ပြေကြောင်းအတည်ပြုကကုန်ကားနောက်ကိုလိုက်ဖို့သဘောတူပါတယ်။အခုတော့ Crick ရဲ့အပြစ်ရှိနိုင်ခြေဟာသူများအထိကျဆင်းသွားပါပြီ။ Matos ကတရားစီရင်မှုကိုရပ်တန့်ချပေမဲ့ Crick က Rock ကိုတားဆီးဖို့အတွက်စနစ်ကိုဆက်လက်အသုံးပြုခွင့်ရချင်တာကြောင့်ညှင်းဆိုလိုက်ပါတယ်။ Matos ကသူ့မှာအချိန်9မိနစ်တာကျန်တော့ပြီးခုံကသူ့ကိုတက်ပြစ်နိုင်တယ်လို့ထောက်ပြတဲ့အခါသူကဂယုမဆိုင်ပဲမျိုးကိုကဲတင်ခြင်းတယ်လို့ဆိုပါတယ်။ဒီလိုခံစားချက်အခြေခံတဲ့ကျိုးကြောင်းဆင်ခြင်မှုက Matos ကိုလိုင်းချိုရင်းသွားစေတာကြောင့် Crick ကပုံမကြီးမားတဲ့ကောင်းကျိုးအတွက်သူတို့တွေဘယ်လိုအတူတူလက်တွဲလှုပ်ဆောင်နိုင်မလဲဆိုတာရှင်းပြပါတယ်။ Matos ကတရားစီရင်မှုကိုဆက်လုပ်ဖို့သဘောတူပါတယ်။ရဲကားတွေဟာအခုဆိုရင်ကုန်ကားနောက်ကိုလိုက်နေကြပါပြီသူတို့တွေကုန်ကားကိုအချိန်ချင်းပိတ်ဆို့ဖို့ကြိုးစားကြပေမဲ့ Rock ကအမြဲတမ်းရှောင်တိန်ဒါမှမဟုတ်ဝင်တိုက်သွားပါတယ်သတင်းတွေကလိုက်လံဖန်ဆီးမှုကိုစတင်ရိုက်ကူးနေစဉ်မှာ Rock ကပုံမမြန်ဆန်စွာမောင်းနှင်ပြီးအရက်သားကားတွေကိုလည်းဝင်တိုက်ပါတယ်ရဲကားတစ်စီးဟာဆိုင်တစ်ဆိုင်ထဲကိုဝင်တိုက်ပြီးပျက်စီးသွားပါတယ်ကုန်ကားတရားပေါ်ကိုရောက်တဲ့အခါစွာရဟတ်ရင်ကသူ့ရဲ့အေဂျင့်တစ်ယောက်ကိုအောက်ချပေးဖို့ကြိုးစားပါတယ်ရဲကားတွေကလမ်းကိုပိတ်ဆို့ဖို့ထပ်မံကြိုးစားကြပေမဲ့ Rock ကသူတို့ကိုအရှိန်ဟုန်နဲ့မောင်းနှင်ကျော်ဖြတ်သွားတာကြောင့်အေဂျင့်မှာစဉ်သက်စရာနေရာမရှိပါဘူး။ဂျက်အနေနဲ့ကုန်ကားထဲမှာ Brit ရှိနေသေးတယ်ဆိုတာကို Crick သတိပေးတာကိုလစ်လူရှုပြီး Rock ကိုအသေးသက်ဖို့သူမရဲ့လူတွေကိုအမိန့်ပေးုံမှတပါအခြားမရှိပါဘူး။ Matos ကလည်းဒါဟာအကောင်းဆုံးအစီအစဉ်ဖြစ်တယ်လို့သဘောတူပါတယ်။ဖောက်ခွဲရေးပစ္စည်းပါတဲ့အဝေးထိန်းကားတစ်စီးကိုလွှတ်လိုက်ပြီးကုန်ကားအောက်ကိုဖြတ်တန်းသွားစေပါတယ်။ဒါပေမဲ့ချိတ်ဆက်မှုပြတ်တောက်သွားပြီးမပေါက်ကွဲခဲ့ပါဘူး။ Crick က Matos hack လုပ်လိုက်တာလားလို့သိချင်ပေမဲ့သူမပြန်မဖြေပါဘူး။အချိန်4မိနစ်တာကျန်တော့တဲ့အချိန်မှာ Matos ကအဲ့ဒီနေမြေကိုရွှေ့ပြောင်းဖို့သတိပေးချက်ထုတ်ပြန်ပါတယ်။ Crick ကချက်ကိုကုန်ကားရှိကနေပြန်တန်းခိုင်းပြီး Brit ကကူညီဖို့တောင်းပန်နေတာကိုမြင်ရကသူက Rock ကိုအကျိုးအကြောင်းပြပြောဆိုဖို့ကြိုးစားပါတယ်ဒေါသတကြီးနဲ့ Rock က David မှာအပြစ်မရှိကြောင်းရှင်းပြပေမဲ့သူပိုပြောဖို့